နေ့12နာရီည12နာရီရှိတယ်နေ့ညရောက်လာတဲ့အချိန်လေးမှာငါမှသေစရာအကြောင်းတရားတွေအများကြီးရှိနေပါလားငါသေနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိနေပါလားအဆေးရှိတဲ့တတ္တဝါတိုက်ကြိုက်လို့လည်းသေနိုင်တယ်တီးချီကဖောက်ပြန်လာလို့လည်းသေနိုင်တယ်တလိပ်ကဖောက်ပြန်လာလို့လည်းသေနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေနိုင်တယ်စားထားတဲ့အစာအာဟာရတွေကအစာမကြေလို့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဒါဘုရားပြထားတဲ့ဟာပဲခုခေတ်ဆိုဒီတဲ့များတယ်လို့ထားသေစရာအကြောင်းတွေဒီတဲ့များတယ်အဲ့ဒီတုတ်တံမှာဒီလောက်ကလေးကိုနမူနာပြထားတယ်ဩလောကမှာသေစရာအကြောင်းတွေများစွာပဲည12နာရီအတွင်းမှာဟောဒီအကြောင်းတစ်ခုခုနဲ့သေသွားနိုင်တယ်စဉ်းစားလိုက်ပါသေနိုင်တယ်ဒါဖြင့်သေနိုင်တယ်ပဲစဉ်းစားရမှာလားနောက်ဘာလုပ်အောင်လဲဆိုဩသေနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်မသေခင်ငါကောင်းတာတွေလုပ်မှာပဲကုသိုလ်ကောင်းမှုတွေလုပ်မယ်မွန်မြတ်တဲ့ကောင်းမြတ်တဲ့စိတ်ကလေးတွေထားမယ်စိတ်ကောင်းနှလုံးကောင်းတွေထားမယ်ငါစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်နေမယ်ကုသိုလ်စိတ်တွေဖြစ်အောင်လုပ်မယ်ဒီလိုနှလုံးသွင်းမှာဒါမရဏတတိဘာဝနာတစ်ခုသေခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောမမေ့ဘူးသို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပြောမယ်နော်အမျိုးစုံပေါ့ပျော်စရာတွေတခုခုနဲ့ပြောမယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့တော့အဲ့ဒီလိုမဖြစ်ရအောင်ကောင်းတာလေးနဲ့အချိန်ကုန်ဖို့အတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးမှာပဲတည်သွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ဘူးငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မတည်ခင်ငါကောင်းတာလေးတော့လုပ်မယ်ဘုရားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ပေါ့လေတရားနှလုံးသွင်းမယ်ဆိုရင်ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်